6ကို2ကို28နဲ့စားမယ်ကျုံမိုက်တစ်လုံးကြည့်မယ်ကဲဟမ်မရအောင်စမ်းတောင်ညလီဘယ်နောက်ဒသမထိုးဘာချချဆိုရင်28ဒီ30နဲ့နီးနေတယ်30 28နှစ်လီလောက်စမ်းကြည့်အောင်28နှစ်လီနေ့ရှိ16 6ရေးတင်မှ2နှစ်လီ4 5 56နှစ်လီ56တောင်ညတေဘာချကိုဇာချတော့တင်ည28စမ်းည28ဆိုလို့ရှိရင်28တော့ဒီကြက်မက30ဇာကြက်မက30នោះဟဲ့ဒီ30ဒီ3လီနဲ့ချိန်မယ်ဆိုလို့ရှိရင်3လီကို3လီကိုဆို90ကြော်ပေါ့90နီးနီးလောက်ဖြစ်မယ်အဲ့ဒီကြောက်မလားလေ3နဲ့မြောက်ကြည့်မယ်နော်28ကို3နဲ့မြောက်3 8လီ24 4ရင်းနဲ့မှ3လီ6 8 84ညောက်ဒီ3ကအလီကဘယ်မဖြစ်တော့ဘူးဇက်3လီကိုကြက်နေပုံညမရောက်သေးဘူးမရောက်ဒီ4နဲ့သွားမယ်28 4နဲ့မြောက်မယ်4 8လီ32နော်4 8လီ32ဆိုလို့ရှိရင်2ရေ3ပို့4နဲ့လီ8တော့17 112ဇာ112ဆိုလို့ရှိရင်နောက်မှ100နဲ့9ပဲ4လီကကတောင်းလီနဲ့သွားမယ်84နောက်မယ်ငါအယောင်ကြလက်နောက်လေကြလက်နောက်လေတောင်ရမှာရှင်းတော့မနိုင်ဘူးချီတော့ဒီညတော့တောင်ညသူက30မှာရှင်းတော့နေဘာချနှစ်ချညနှစ်ချဆိုလို့ရှိရင်ညဒီ112ဆိုလို့ရှိရင်သူက6လီလောက်စမ်းကြည့်အောင်6လီနော်28 6လီ6 8လီ92 2ရ9 9နယ်လီ18ဇက်9နယ်လီ18နဲ့9နဲ့ပေါင်း25ဒီ28 6လီ250နဲ့အဖြေဘယ်လောက်ရလဲအဖြေ3.239ရသည်ကဖြေရဖြေရပြီဘုဘက်ညောနှလုံးတစ်လုံးမနိုင်ဘူး39 3ညโอเคတော့ဒသမထိုးဘာချ3ညချ3ညအသက်ဒီအလီခေါ်မယ်ဝင်လို့ရလားမရဘူးဆိုလို့ရှိရင်လေဘာလီပဲဝင်မလဲ3ညဘာချရှစ်ချမယ်ဇက်ရှစ်ချမဆို39ဒီဘယ်နှလီလောက်ဝင်မလဲပွစမ်းကြည့်အောင်39အလီစမ်းကြည့်ရမယ်ဒီမှာ40 39ဒီ40နဲ့နီးနေတယ်40 4လီခေါ်ကြည့်အောင်ည4တလီ4နဲ့8 4 30နဲ့4 46 4 5လီ20 4 6 24 4ခေါ်လီ4ခေါ်လီ28 4ခေါ်လီ28ဆိုခေါ်လီလောက်စမ်းကြည့်အောင်60နဲ့3ဟမ်ခုနှစ်3လီ21နဲ့6နဲ့ပါတော့20နဲ့ခေါ်200နဲ့ဘယ်နှလီလဲဆိုလို့ညတော့ဘယ်နှလီ9လီနော်9လီ200နဲ့93နှုတ်လိုက်ပြီငါမနိုင်ဘူးချီးမယ်ဒါနှစ်ဒါ30ဟမ်30မှာ9နှုတ်30မှာ9နှုတ်လောက်လဲတောင်းဟုတ်ပြီတောင်းဘာချမယ်ချတိတ်ချမယ်ညော293ညဒီတော့351 9လီစမ်းကြည့်အောင်9လီနော်
ညကိုနဲ့ဆိုလို့ရှိရင်ကိုလီဒီ87တင်ညတင်းနဲ့ဆောင်းနေတယ်ကိုလီဆိုလို့ရှိရင်ကိုလီ87တက်နော်ဇက်ဟန်အဒီည39ကိုနဲ့စမ်းကြည့်အောင်ကိုလီ87တဲ့ရရှစ်မှတ်ကိုတောင်းလီ29နဲ့တောင်းအရှစ်နဲ့ပေါင်းလိုက်တော့35ကိုလီ351နှုတ်လိုက်ပြီ300ကျန်အဲ့ဆိုဘာရလဲသူ့ရဲ့အဖြေကအဖြေ3.39ဟုတ်ပြီ3.39